အားလုံးမင်္ဂလာပါအခုကျွန်တော်ဒီ Capri ဆိုတဲ့ကျွန်းလေးတွားဖို့ Sorrento နဲ့တစ်ဆင့်တွားနေပါတယ်အခုကျွန်တော်ထိုးနဲ့တွားရဲဆိုတော့ဒီထိုးအစစ်စစ်နဲ့ ferry နဲ့ပေါ့နော်အဲ့ဒါစီပါတယ်အခုဒါ Sorrento ဆိုတဲ့ခံယူတန်းလေးကိုဒါဒီရရှိကလေးကိုကြည့်ကြအောင်ပေါ့နော်အခုဒါ Sorrento ဆိုတဲ့နေရာနေထွက်လာတာမိနစ်40လောက်ကြာမှကျွန်တော်ဒီ Capri ဆိုတဲ့ကျွန်းလေးကိုဒါစရောက်လာပါပြီအခုဒါမြင်နေရတော့ဒါ Capri ရဲ့ခံယူတန်းလေးပေါ့ကျွန်တော်ဒီ Capri မှာတော့မစင်နေပဲနဲ့လူလာခေါ်ပြီးမှကျွန်တော်ဒီ Blue Grotto ဆိုတဲ့ဒီပဲပြားလေးရှိတဲ့ဒီကူတွေထဲကိုတော့ကြည့်ဖို့လည်းအခုဒါစာပြီးတော့ထွက်ခွာလာပြီပေါ့နော်အခုကျွန်တော်ဒီ Blue Grotto ဆိုတဲ့ရှေ့နေရာလေးကျွန်တော်ရောက်လာပြီပေါ့နော်အခုကျွန်တော်ဒီ ferry ပုံးနဲ့လာတော့ဒီအဲ့ဒီထဲကိုတော့ ferry ပုံးနဲ့ဝင်လို့မရဘူးလေတေးသေးလေးနဲ့သူက၄ယောက်တစ်စီးဝင်ရတာပေါ့နော်ဆိုတော့ဒါပေမဲ့ဒီ Blue Grotto ကလေသူကရာသီဥတုပေါ်လဲမူတည်တယ်ပြီးတော့လူနေများပေါ်လဲမူတည်တယ်တခါလေးကြာရင်တနင်္လာနေ့လောက်စောင့်ရလဲရှိရပါတော့ဟိုကျွန်တော်ကြည့်အောင်ကျွန်တော်ဘယ်လောက်စောင့်ရလဲဆိုတာစီစောင့်နေရပါတယ်တော့9မိနစ်ပဲကြာတဲ့ထဲမှာတော့လေးသေးလေးနဲ့သာတချို့လည်းမကွက်ကိုလာကြတယ်လမ်းလျှောက်အစားကွက်ကိုလာမလို့ပါပဲဒါပေမဲ့ Blue Grotto private tour နဲ့လာပြီးထင်တော့ဟုတ်တယ်လေမဟုတ်ဘူးတည်ရ private tour ဆိုတော့ဒီသူတို့ကိုပိုင်ပုံနဲ့ဒီဖက်ဒီထိတောက်လျှောက်တာရိုက်လာတဲ့ထင်နေတာဟုတ်လို့အဲဆိုတော့ tour ရအခုပေါ့နော်ဒီမြင်ရတဲ့လေတေးလေးပေါ့နော်အဲ့ဒီလေတေးနဲ့စင်ပြန်ပြီး transfer စီရတော့အမှ၄ယောက်တစ်စီရတော့အဲ့လိုလေတေးလေးဒီဘူးကော်လို့လည်းဝင်တော့မှာပဲကန်ကောင်းဝင်ရတယ်လိုက်ထန်တဲ့နေဝင်လို့မရဘူးဒီလိုက်သိမရှိဘူးဘူးကော်တို့ဝင်နေ wristband သူကဒီအထက်ဝင်တယောက်ကို18ချက်ပေးရတော့ဗောနော်ငွေသားပဲပေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကထိုးထဲမှာပါပြီးဆိုပေးစရာမလိုဘူးကိုယ့်အကိုလာတယ်ဆိုရင်တော့ပေးရတာဗောနော်ဟိုရှေ့မှာမြင်ရတဲ့ဒါဒီကထက်မှာစောင့်ရလူကြောင့်ကိုယ့်အကိုလာတဲ့လူတွေဖြစ်ပုံများတယ်ဗောနော်သူတို့ဆိုရင်တော့အဲ့မျိုးဒီမှာ ticket လာဝင်ပဲဒီမှာပြန်ပြီးတွားတော့အဲ့ဒီ ticket နဲ့ဝင်ရပါတယ်အခုဒါကျွန်တော်ဒီကူထဲဝင်တော့ဝင်ပေါ့နော်ကူထဲဝင်လို့ဆိုကျွန်တော်အားလုံး၄ယောက်စလုံးကလဲပြီးမှအိပ်ပြီးတွားပါတယ်ပြီးတော့ဒီလေလော်ရဲလော်လဲအဲ့လိုပဲသူတို့ကဒီတန်ကြိုးတွေရှိအဲ့ဒီတန်ကြိုးနဲ့စင်ဒီဆွဲပြီးမှထဲကိုတော့ဝင်ရတော့အခုဒါမြင်တွေ့ရပါတော့မယ်Lay down. Hands inside. ဒီနေ့ဝင်ရပါပြီအဲ့နေရမသိနေရ Lay down inside. More. ရလာညီမကအုတ်ထုပ်ကျွတ်မယ်နော်အေး Okay. Pick up now. Pick up.
smile in front. Look to the sea reflection on the rooftop also. Touch the water and make a wave. Touch the sea. ဒါအခုဒီမှာတွေ့ရတိုင်းပေါ့နော်ဒီထဲရေနဲ့ပြားတယ်လို့ဆိုအပြင်ကအလင်းရောင်ဒီရိုက်ခတ်မှုကြောင့်ဒီထဲမှာဒါရေတွေပြားနေလို့ထင်ရတယ်နော် Are you okay? Yes. Lie down again. Keep your head inside. Don't forget. Bye လူကောလုံးနဲ့ပြန်ပြီ ကပ်ပြီးတော့ပေါ်သွားတာဒီကပြားနေတာခါမလေးလောက်ပဲရှိတယ် ကဲရှုခင်းလာလေးကြီးကြည့်ကြမယ်အခုကျွန်တော်တို့ blue card တို့ကပြန်လာပြီးတော့ဒီ Capri ကိုပြန်ဝင်အောင်နော် Capri မှာဝင်နေကြပါဘူး One company of transportation on the island. They manage everything. We pay for the single seat on the island. That's why I was rushing you, because there were just 2 buses available. Now they have to drive us on the top, and then they have to come down again to collect the others. You don't know what I'm actually in, okay? Because you are not in this business, that's you don't mind. I have to get stressed about this every day, because there are more than 10,000 visitors a day, and we have just 20 mini buses. So that's why everything is so stressing down there, but Salvatore is very relaxed. Because you are not going that far, just one company of transportation. One of the cousins, Giacomo, one of the brothers, the cousin, and he bought the island of Capri. So the island of Capri became Roman on the 29th BC. The Emperor Tiberius, who was scared to be killed after ruling in Rome, so then he felt in danger. So for his own safety, he moved here and used to rule the Roman Empire from the island. So we can see that the Capri was actually like the capital of the known world 10.5 years, from the 27th till the 37th AD. So we have ruins nearby the Blue Grotto. Those people who missed the grotto this morning, we will reschedule for you the grotto in the afternoon. Okay, now we don't have time to waste, and I could not even wait a minute, because those people who went, they can tell that right behind of us there was a line of 1 hour, 2 hours. It's all about seconds here. Okay, don't worry, you don't have to get stressed. That's my part. Okay, I have to get stressed for you. I get paid to get stressed. အခုကျွန်တော်ဒီ pass တေးလေးပေါ့လူ20စာစတဲ့ pass နဲ့ကျွန်တော်ဒါလာတာဖြစ်ပါတယ်ဒီထိုးကုမ္ပဏီကစီစဉ်ပေးတာပေါ့နော်ခုနထိုးကိုက်ရှင်းပြတော့ပဲ Capri ကိုစီစဉ်မှာဆိုရင်တရက်ကိုလူ1000လောက်လာတော့ဒီ pass ကားတွေကအစီး20ပဲရှိတော့ဒါကဲကျွန်တော်ဒီ pass ကားဂိတ်ကနေဒီ square ပေါ့နော်အထိ Capri Square ထိလမ်းလျှောက်ရင်းနဲ့ပြပဝင်ချင်းရှုခင်းတွေလိုက်ကြည့်ကြတာပေါ့ဗျာ မှာပို့ရဆိုနေရှောက်လိုက်ရ
ဆို ဒါအခုကျွန်တော်ဒီ Capri Square ပေါ့တောင်ထောက်လို့ပဲခေါ်မယ် Square လို့ပဲခေါ်မယ်အဲ့ဒါကျွန်တော်လာရောက်လာပြီနော်ဟိုဒါတော့ထိုးခိုင်းရတော့ထုံးစံတိုင်းတော့ပဲနေရာတော့မယ်အချိန်ဘယ်လောက်ရလဲဆိုတော့ပြောပြမယ်ပေါ့ပြီးရင်ကျွန်တော်ဒါဆက်လဲကြမှာ Ladies and gentlemen, this is it. Capri မှာတကယ် brand လေးအခုကျွန်တော်ဒါ Capri view point တော့ကြည့်မယ်ပေါ့နော်ဒါ garden ဟိုရင်ကိုယ်ထဲမှာအဲ့ဒီ view point တော့ကြည့်မယ်ဆိုတော့ဒါတွားရလမ်းလျှောက်ပေါ့ Capri မှာအဲ့လိုပဲဒါလမ်းလျှောက်ပြီးတော့နေကြတာများတယ်ဟုတ် အခုမြင်ရတာတော့ဒီဟောပေါ့နော်ဒီ Grand Hotel ပေါ့ဒီ Capri မှာဆိုသူရဲ့ historical hotel လို့ပဲပြောအောင်နော်ဒါသူရဆိုရင်လည်းတူပေါ့ဆိုတော့တော့ garden တစ်ခုတော့တယ် Capri အခုကျွန်တော်ဒါပေါ့ Garden Orchestra ဒီဥယျာဉ်ထဲတော့ဒါညောင်းလာပြီပေါ့နော်အဲဒီကနေစင်ကျွန်တော်ဒီ Capri ရဲ့ view point ပေါ့ Capri မျိုးဒီ shoot down မျိုးနေကျွန်တော်ဒါ shoot ကနေကြည့်ကြတယ်ကဲကျွန်တော်ခုဒါ Capri ရဲ့ဒီကာယုဒအလားနဲ့ဒီလိုလာရင်ဒါမြင်တွေ့ရမှာဖြစ်ပါတယ်ဒါတော့ဒီ garden တဲ့ရှုခင်းလေးတော့ဗျာ
ခုဒါကျွန်တော်ကားတန်းနေပြန်လာကြတော့ဗောနော်လမ်းမှာမြင်တွေ့ရတိုင်းသူတွေအများကြီးထိုးဖွဲ့တယ်လည်းတစ်ဖွဲ့ပေါ့နော်ခုကျွန်တော်ဒါ luxury brand ရှိရဲ့လမ်းလေးကိုကျွန်တော်တွားပါတော့မယ် ဒီကဲမှုစာကိုတန်းစီနေကြတယ်စပင်းမှာစာတော့ ကဲအခုကျွန်တော်ဒါ luxury brand တွေရှိရဲ့လမ်းတွေလေးကိုရောက်လာပါပြီဒါဒီ Capri ကိုလာတဲ့ celebrity ဒါခဏ shopping လာထွက်တဲ့နေရာလေးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့တော့ဒါ window shopping ပေါ့ဗျာ ကျွန်တော်ဒါ Capri ကိုဒါလဲပြီးတော့ပြီဆိုတော့ကျွန်တော်ဒီ pass နဲ့ပေါ့နော်ဒီ Capri နဲ့ကပ်ရက် Anna Capri ဆိုတဲ့နေရာကိုကျွန်တော်ဒါတော်လဲဖို့တွားနေပါပြီ live လောက်စီရပါ Anna Capri နဲ့ live စီးနေပါတယ် တောင်ထိပ်ကနေခေဘကနေပြန် engineering ဆိုရင်များအပြတ်စပိတ်ချင်လှလိုက်တာနော်မကြည့်ရဘူးနားဟုတ်အမေပြလိုက်တာ Welcome to
哇！Anna Capri，哇！Anna Capri 吧，我知啊，打乜面啊？ကိုမဝါ 唔係，一樣嘅咧。Anna Capri Chairlift နဲ့တက်လာပေါ်ဘာလို့မနဲ့မင်းမရအောင်မလို့အပေါ်ရောဟာ view ရရန်လာ Monastery。 ရရ view ရရန်လာတန်သွားပြီ I think on the way down my Sprite. Anna Capri。โอเคပါကားစီပြီ။အကြည့်အောင်။ဒါဒီ Anna Capri မှာရှိတဲ့ဒီ Monte Soraro ဆိုတဲ့တောင်ထိပ်ပေါ့နော်။ဒီတောင်ထိပ်မှာကျွန်တော်ဒါရှုခင်းနေလာကြည့်ပြီးတော့ဒါ Capri ရော Anna Capri ရောတကြုံလုံးပေါ့ပြီးတော့ကာညိုတန်းနေမြင်ရတဲ့ရှုခင်းနေဖြစ်တယ်ပေါ့နော်။အဲဒီ Capri မျိုးရောဒီဟာဝင်ကြည့်ကျွန်တော်ဒီတောင်ထိပ်မှာပေါ့နော်နိုင်ဝက်လောက်အချိန်ပြုံးရှုခင်းနေကြတဲ့ပုံကိုရိုက်ပြီးတော့ခုဒါတောင်အောက်ကိုပြန်ဆင်းနေပါပြီဒါတော့အဆင်းဖြစ်ပါတယ်โอ้ရှုခင်းနေကြည့်ပါ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 ရှုခင်းဒါတော့ခေဘကာဆင်းlunch ကတော့ကျွန်တော်ဒါဖြစ်တော့ပဲပေါ့နော်ဒီ sandwich ရဲ့ပိုင်းနဲ့ဒါလိုပဲစားလိုက်ပါတယ်အခုကျွန်တော်ဒါ Anna Capri လဲပြီးဆိုတော့ပေါ့နော် Capri ပဲကျွန်တော်ပြန်ပြီးတော့ Agnes Ferry စီးပြီးမှဒါ Sorrento ကိုပြန်มาဖြစ်တယ်ပေါ့နော်ဒါတော့အစဆုံးပေါ့8နာရီကနေမနက်4နာရီထိကြာတယ် We wake up very early, and then this morning we went there and we skip to lunch and we got in. Yes, sir. I poured that, but then the Sprite was good, so it just needed 5 minutes. One of those that were going to sit up there andကဲ Capri ကနေမပြန်ခင်မှာ Capri မြို့လာတွေကန်ယူတန်းလာတွေရောနောက်ထပ်ကြည့်ရှုခန်းစားကြပါဦးခင်ဗျာအရင်လာတဲ့ရှုခင်းလေးတွေပါ